အဲ့တော့ UK ကိုရောက်ပြီဆိုတာနဲ့အရင်ဆုံးလုပ်ရမှာတော့ဘဏ်အကောင့်ဖွင့်မှုပါပဲ UK မှာဆိုရင်တချို့နေရာတွေက cash နဲ့ရှင်းလို့မရတဲ့နေရာတွေရှိပါတယ်နောက်ပြီး transportation နဲ့တခြား daily life မှာလည်းဘဏ်အကောင့်တစ်ခုကမရှိမဖြစ်လိုအပ်ပါတယ် UK မှာကဘဏ်တွေအများကြီးရှိပါတယ်အဲ့ဒီထဲကမှမြန်မာ passport မို့လို့ဆိုပြီးတော့အကောင့်မဖွင့်ပေးဘူးဆိုတဲ့ဘဏ်တွေလည်းရှိပါတယ်အဲ့တော့ဘယ်ဘဏ်တွေကိုရွေးပြီးတော့ဖွင့်ကြမလဲဘယ်ဘဏ်တွေကဖွင့်ရတာလွယ်လဲပေါ့နော်ရောက်ချင်းသုံးဖို့ဆွဲဖို့အတွက်ဆိုရင်တော့ဒီ online ဘဏ်တွေဖြစ်တဲ့ Revolut တို့ Wise တို့ကိုဖွင့်ထားသင့်ပါတယ်သူတို့ကဘဏ်ထိသွားစရာမလိုဘဲနဲ့ online ကနေပြီးတော့လိုအပ်တဲ့ form လေးတွေကိုဖြည့်ပြီးတော့ဖွင့်လိုက်ရုံပါပဲတချို့ကတော့ဒီ Revolut ကပေါ့နော် safe မဖြစ်ဘူးလို့ပြောကြပါတယ်ဒါပေမဲ့ကျွန်တော်အတွက်ကြတော့ရောက်တဲ့အခုအထိ Revolut ကိုသုံးနေတာတော်တော်လေးကို safe ဖြစ်ပြီးတော့အဆင်ပြေပါတယ်အဲ့တော့ရောက်ခါစားမှာသုံးဖို့ဆွဲဖို့အတွက်ဆိုရင်တော့ဒီ online Revolut အကောင့်ကိုဖွင့်ထားသင့်ပါတယ်ပြီးရင်တော့ဒီ Lloyds Bank နဲ့ Halifax Bank တွေကိုဖွင့်လို့ရပါတယ်အဲ့ဒီဘဏ်နှစ်ခုကတခြားဘဏ်တွေထပ်စားလို့ရှိရင်ပို့ပြီးတော့ဖွင့်ရတာလွယ်ကူပါတယ်အဲ့တော့ဒီမှာကျောင်းလာတက်တဲ့ကျောင်းသားတွေအနေနဲ့ဆိုရင်ဘဏ်အကောင့်ကိုဘယ်လိုမျိုးဖွင့်ကြမလဲဘဏ်အကောင့်ဖွင့်ဖို့ကတကယ်တော့မခက်ပါဘူး online ကနေပြီးတော့ form အရင်ဖြည့်ပေါ့နော် form ဖြည့်တဲ့နေရာမှာဒီ passport scan လုပ်တဲ့နေရာနားကိုရောက်လို့ရှိရင်ကိုကကျောင်းကနေပြီးတော့ကိုအတွက် student status letter တောင်းပြီးရင်အဲ့ဒီကိုတောင်းထားတဲ့ student status letter ရဲ့ဒီ passport ရဲ့ကိုယူပြီးတော့ဘဏ်ကိုသွားလိုက်ရုံပါပဲကျန်တာကိုသူတို့ကဆက်လုပ်ပြီးတော့ဘဏ်အကောင့်ကိုအလွယ်တကူပဲဖွင့်ပေးကြပါတယ်ကဲဒီလောက်ဆိုရင်တော့ UK မှာဘဏ်အကောင့်ဖွင့်တာနဲ့ပတ်သက်ပြီးတော့သိသွားကြမယ်လို့ထင်ပါတယ်အဆုံးထိကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ် see you in the next video